မိတ်ဆွေရဲ့အိုးနောက်ကတကယ်တော့ကဘာပေါ်ကအားအကောင်းဆုံးစူပါကွန်ပျူတာတစ်လုံးပါဒါပေမဲ့ပြဿနာကမိတ်ဆွေကအဲ့ဒီကွန်ပျူတာကိုအမိုက်တွေနဲ့ပဲအမြဲဖြစ်နေတာပါအဆုံးရှိတဲ့တိတော့ကြည်တာအနှစ်တော်မရှိတဲ့ဗီဒီယိုကြည့်တာတွေကမိတ်ဆွေရဲ့အိုးနောက်ကို auto pilot စနစ်ထဲကိုသွင်းထားလိုက်တာပါပညာရှင်တွေကတော့အိုးနောက်ကကြော်သားတစ်ခုလိုပဲလေ့ကျင့်ပြီးပုံမျိုးထက်မြက်လာနိုင်တယ်လို့ဆိုပါတယ်ဒါကိုအိုးနောက်ကိုပုံသွင်းခြင်းလို့ခေါ်ပါတယ်ဒီနေ့မှာတော့ကမ္ဘာထိပ်သီးပညာရှင်တွေနဲ့ပါရမီရှင်တွေလျှို့ဝှက်သုံးစွဲနေတဲ့10မိနစ်စာ brain workout အကြောင်းကိုအသေးစိတ်ပြောပြပေးတော့ပါမယ်။ဒီလေ့ကျင့်ခန်းတွေကမိတ်ဆွေရဲ့အန်ဂျူကိုမြင့်တင်မေးုံနဲ့မကဘဲနဲ့အာယုံစူးစိုက်မှုနဲ့ပြဿနာဖြေရှင်းနိုင်စွမ်းကိုပါအစွမ်းကုန်မြင့်တင်ပေးမှာပါ။နောက်ဆုံး5ခုမြောက်အချက်ကတော့မိတ်ဆွေရဲ့ဘဝကိုပြောင်းလဲပေးမယ်အစမ်းချေဆုံးလေ့ကျင့်ခန်းဖြစ်ပါလိမ့်မယ်။လေ့ကျင့်ခန်း1 The Feynman Technique ပထမဆုံးကတော့ Feynman Technique ပါ။ Nobel ဆုရယူဝဗေဒပညာရှင် Richard Feynman ရဲ့နည်းလမ်းဖြစ်ပါတယ်။သူကသင်ဟာအကြောင်းအရာတစ်ခုကို6နှစ်သားကလေးတယောက်နားလည်အောင်မရှင်းပြနိုင်မှုဆိုရင်အဲ့ဒီအကြောင်းအရာကိုသင်ကတကယ်နားမလည်သေးတာပဲလို့ပြောခဲ့ပါတယ်။ဒါကိုဘယ်လိုလုပ်အောင်မလဲဆိုရင်တော့သင်ယူခြင်းနဲ့ခက်ခဲတဲ့အကြောင်းအရာတစ်ခုကိုရွေးပါ။ဥပမာ quantum physics ဒါမှမဟုတ်စီးပွားရေးဆိုင်ရာ theory တစ်ခုပေါ့။မိတ်ဆွေကအဲ့ဒါကိုစာရွက်တစ်ရပ်ပေါ်မှာအလွန်ရိုးရှင်းတဲ့စကားလုံးတွေနဲ့ပဲခြာရေးပါ။ပညာရေးဆိုင်ရာစကားလုံးကြီးတွေကိုမသုံးပါနဲ့။ဒါကဘာကြောင့်ထိရောက်တာလဲဆိုရင်ရှုပ်ထွေးတဲ့အချက်လက်တွေကိုအုံနောက်ကရိုးရှင်းဆုံးဖြစ်အောင်ပြန်ပြီးတော့တိဆောက်ရတာဖြစ်တဲ့အတွက်မိတ်ဆွေရဲ့နက်နဲ့နားလည်နိုင်မှုကိုအမြင့်ဆုံးထိဆွဲတင်ပေးပါတယ်။ဒါကအချက်လက်တွေကိုမှတ်မိုံနဲ့မကဘဲနဲ့ဉာဏ်လင်းပွင့်သွားစေတဲ့နည်းလမ်းပါ။လေ့ကျင့်ခန်းနှစ်စိတ်တွေ့ပညာနဲ့သင်္ချာပုံဖော်နည်းစနစ်ဒုတိယလေ့ကျင့်ခန်းမှာတော့စိတ်ပိုင်းဆိုင်ရာတွက်ချက်မှုလုပ်ပါမယ်။ဒါပေမဲ့စက်ကူပေါ်မှာမတွက်ပါနဲ့။စိတ်ထဲမှာကဏ္ဍတွေကိုမြင်အောင်ကြည့်ပြီးတော့ပေါင်းထုံးမြောက်စားလုပ်ပါ။ဥပမာအနေနဲ့23အမြောက်4ကိုတွက်မယ်ဆိုရင်စိတ်ထဲမှာ20အမြောက်4ညီမျှချင်း80 3အမြောက်4ညီမျှချင်း12အဖြစ်က62ဆိုတာမျိုးကိုကဏ္ဍတွေအဖြစ်နဲ့မြင်အောင်ကြည့်ရတာပါဒါကဘာကြောင့်ထိရောက်တာလဲဆိုရင်ဒီလိုစိတ်ကူးထဲမှာပုံရိပ်ဖော်တွက်ချက်တာကအုံတို့ရဲ့ရှေ့ပိုင်းကအလုံးလုံးနိုင်စွမ်း working memory ကိုမြင့်တင်ပေးသလိုစိတ်ကူးပုံဖော်ခြင်းဆိုင်ရာဉာဏ်ရည်ကိုလည်းတိုးတက်စေပါတယ်ဒါကအုံတို့ရဲ့ RAM ကို upgrade လုပ်တာနဲ့အတူတူပါပဲလေ့ကျင့်ခန်း3စာကြောင်းပြန်စာရေးခြင်းဒီနေ့မိတ်ဆွေလုပ်ခဲ့တဲ့အလုပ်တွေကိုအခုလက်ရှိအချိန်ကနေမနက်အိပ်ရာနိုးတဲ့အချိန်ထိနောက်ပြန်စဉ်းစားပြီးတော့ခြာရေးပါဥပမာအခုဗီဒီယိုကြည့်နေတယ်အဲ့ဒီမတိုင်ခင်ကထမင်းစားတယ်အဲ့ဒီမတိုင်ခင်ကရေချိုးတယ်အဲ့ဒီမတိုင်ခင်ကရုံးကပြန်လာတယ်စသဖြင့်အသေးစိတ်ပြန်စဉ်းစားပါဒါကဘာကြောင့်ထိရောက်တာလဲဆိုရင်အုံနောက်ကအဖြစ်အပျက်တွေကိုအစဉ်လိုက်မှတ်သားရတာကလွယ်ပေမဲ့နောက်ပြန်စဉ်းစားရတာကအလုံးခက်ခဲပါတယ်ဒါမှတ်ဉာဏ်ပြန်လဲထုတ်ယူနိုင်စွမ်းကိုလည်းအားကောင်းစေတဲ့အပြင်အာယုံစူးစိုက်မှုကိုလည်းအစွမ်းကုန်မြင့်တင်ပေးပါတယ်လေ့ကျင့်ခန်း၄အရေးလိုလိုက်ပြောခြင်းသရုပ်ထလေ့ကျင့်ခန်းကတော့အရေးလိုခေါ်တဲ့နည်းလမ်းမှာမိတ်ဆွေမတက်သေးတဲ့ဒါမှမဟုတ်လေးလာနေတဲ့ဘာသာစကားတစ်ခုဥပမာအင်္ဂလိပ်စာဗီဒီယိုတစ်ခုကိုဖွင့်ပါပြောနေတဲ့သူရဲ့စကားလုံးအတန်နေအတန်ထားနဲ့လေဦးလေသင်းကိုကြိုက်ကြခြင်းစက္ကန့်မချဘဲနဲ့ထပ်တူလိုက်ပြောပါဘာကြောင့်ထိရောက်တာလဲဆိုရင်ဒါဟာနာအုံနောက်နဲ့ရှာတို့ရဲ့ချိတ်ဆက်မှုကိုအစွမ်းကုန်အလုံးလုံးစေပါတယ်ဘာသာစကားဆိုင်ရာဉာဏ်ရည်ကိုမြင့်တင်မေးုံနဲ့မကပဲအုံနောက်ရဲ့အချက်လက်ခံနိုင်စွမ်းကိုလည်းကျေပြန့်စေပါတယ်လေ့ကျင့်ခန်းကအုံနောက်အားကစားကျွန်တော်တို့အုံနောက်က auto pilot စနစ်နဲ့အကျင့်ဟောင်းတွေအတိုင်းပဲသွားနေတတ်တာကိုဖောက်ထွက်ရပါမယ်ဒါကိုလက်တွေ့လှုပ်ဆောင်မှုအတွက်လက်မတန်တဲ့ဘက်နဲ့စာရေးကြည့်ပါမျက်စိမိတ်ပြီးတော့ဝက်စားလဲကြည့်ပါဒါမှမဟုတ်ဖုန်းကိုစောက်ထိုးကင်ပြီးတော့သတင်းဖတ်ကြည့်ပါဒါကဘာကြောင့်ထိရောက်တာလဲဆိုရင်ဒီလိုထူးခြားတဲ့အယုံခံစားမှုအသစ်တွေကအုံနောက်ထဲမှာစက်တော်ရည်လမ်းကြောင်းအသစ်တွေကိုတိစောက်ပေးပါတယ်ဒါအုံနောက်ထဲကမသုံးဖြစ်သေးတဲ့ cell တွေကိုပြန်လည်နိုးထလာစေပြီးတော့ပုံမင်းရုံမှုကိုပါတားဆီးပေးပါတယ်ဒီတနာရီ routine ကမိတ်ဆွေကိုတညာတိုင်းနဲ့ပါရမီရှင်ဖြစ်မသွားစေပေမဲ့ပုံမှန်လုပ်ပြီးရင်တော့မိတ်ဆွေရဲ့တွေးခေါ်နိုင်စွမ်းကတာမန်လူတွေထက်အဆပေါင်းများစွာတာလုံလာမှသိချပါတယ်။ဒါကိုကျွန်တော်က30 brain challenge ဖြစ်နေစိန်ခေါ်ကြည့်ချင်ပါတယ်။တလားလောက်တစ်စိုက်မမနဲ့လုပ်ကြည့်ပါ။ကဲဒီ၅ချက်ထဲကဘယ်ချက်တွေကမိတ်ဆွေတို့အခက်ခဲဆုံးဖြစ်မလဲ။မိတ်ဆွေရဲ့အုံနောက်ကိုရောဘယ်တော့မှ upgrade စလုပ်မှာလဲ။ဖုန်းမှာဆွေးနွေးသွားနိုင်ပါတယ်။ဒီလိုအန်ဂျူမြင့်တင်နည်းတွေနဲ့ထူးခြားတဲ့အသိပညာတွေအတွက်ဝိုင်းဝန်းမြန်မာကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဟုတ်အားလုံးပဲထက်မြက်တဲ့အုံနောက်နဲ့အောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုရင်ဒီနေ့ဖို့ adios